အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒီကိုကဲမှာပေါ့နော်ခရုံးကိုကဲမှာကိုကဲဆိုတဲ့စလုံးနေရာမှာကိုကြိုက်နှစ်သက်ရာစလုံးထားဖို့အတွက်ပြပေးပါမယ်အဲ့တော့ရေသုံးကိုကဲကလုံးလေးကိုရေသုံးဖွင့်ပါမယ်ဖွင့်ပြီးသွားတဲ့အခါကျရင်ဒီမှာရှိတဲ့အဆက်လေး30အဲ့ဒီအဆက်လေး30ကိုနှိပ်မယ်နော်ဒီနားမှာရှိတဲ့အဆက်လေး30ကိုနှိပ်မယ်နှိပ်ပြီးသွားတဲ့အခါကျရင်မှာ extension ဆိုတဲ့ဝင်မယ်အဲ့ဒီကနေ basic clone web store ဆိုတာလေးကိုနှိပ်ပါမယ်အဲ့ဆိုရင်ဒီပေါက်လေးကြာလာပါလိမ့်ကြာလာတဲ့အခါကျရင်ဒီ search bar မှာရိုက်ထည့်မယ်ဒီကို my total ဆိုပြီးတော့ရိုက်ထည့်လိုက်ပါအဲ့တော့ဒါလေးပေါ်လာလိမ့်မယ်ဒါလေးပေါ်လာပြီဆိုတာနဲ့ဒီမှာ add to chrome ဆိုတာလေးကိုနှိပ်လိုက်ပါပြီးသွားလို့ရှိရင်ဒီမှာတော့ s ဆိုတာလေးထည့်ယူပြီပြီးွားနဲ့သူကဒီပေါ်မှာကြာသွားလိမ့်မယ်နော်ကြာသွားလို့ရှိရင်အဲ့ဒီဟာလေးကိုနှိပ်လိုက်ပါနော်နှိပ်ပြီးသွားရင်ဒီမှာ my total ဆိုတာလေးကိုနှိပ်မယ်နှိပ်ပြီးသွားရင်ဒီ my total ဆိုတဲ့နေရာလေးမှာတစ်ချက်နှိပ်ပြီးတော့ကိုကြိုက်နေတတ်တဲ့စကားလုံးကိုရေးလို့ရပါတယ်ပြီးတဲ့အခါကျရင်အောက်မှာ show ဆိုတာလေးเนาะဒါလေးကိုနှိပ်မယ်အဲ့ဆိုရင်ဒီနေရာမှာကိုရေးတဲ့စလုံးလေးပေါ်သွားပါလိမ့်မယ်เนาะတော့တည်တည်ရဲ့လူတွေကတော့ကြော်သွားပါတော့တည်တည်ရဲ့လူတွေတော့ကိုရည်ညွှန်းပြောဆိုခြင်းဖြစ်ပါတယ်အားလုံးပဲစင်ပြေကြပါစေ